10နှစ်ကြာစစ်မှုထမ်းပြီးပထမဆုံးအကြိမ်အိမ်ပြန်လာတဲ့မိန်းကလေးတယောက်ဟာသူ့အမေကအင်ကောင်မိုးပေါ်မှာကိုတက်သိဖို့စူးစမ်းနေတာကိုတွေ့လိုက်ရပါတယ်။ဒါကတော့အဖေဖြစ်သူကညီမလေးကိုခေါ်ပြီးကြောက်ဝိုင်းမှာတွားလောင်းကစားရတာနဲ့အိမ်ရှိတာအကုန်ရှုံးယုံတယ်မကပဲတိမ်တောင်အကျွေးတင်သွားလို့ပါ။အဲ့ဒါကြောင့်သူတို့နှစ်ယောက်ကိုလောင်းကစားယုံမှာဖမ်းထားပြီးပြန်မလွတ်ပေးကြပါဘူး။ဒါပေမဲ့မိန်းကလေးကဒါကိုကြတော့နည်းနည်းလေးတော့ထိတ်လန့်မသွားပဲအဖေနဲ့ညီမလေးကိုပြန်ခေါ်ဖို့လောင်းကစားယုံကိုသူကိုယ်တိုင်သွားမယ်လို့ပြောပါတယ်။ဒါပေမဲ့လူတွေမသိတာကတော့သူအခုလိုယုံကြည်မှုအပြည့်ရှိနေတာကအပြင်မှာဒီလောက်ကြာအောင်နေခဲ့တဲ့နှစ်တွေမှာသူကမြန်မာနိုင်ငံကကြောက်မြက်မြေမှာအဲ့ဒီမှာထိတ်တန်းကြောက်မြက်ကျွမ်းကျင်သူဆရာကြီး3ယောက်ရှိပြီးမိန်းကလေးကသူတို့ရဲ့တဦးလေးတော့တပည့်ဖြစ်ုံတယ်မကပဲသူ့ရဲ့ကြောက်မြက်အတတ်ပညာကဆရာတွေထက်တောင်တာနေတာကြောင့်ဆရာတွေကိုယ်တိုင်တောင်ဂျုံပေးရပါတယ်။ဘလောက်ပဲခက်ခဲတဲ့ကြောက်ရိုင်းတုံးဖြစ်ပါစေသူကတစ်ချက်ကြည့်ုံနဲ့သိနိုင်ပါတယ်။အဲ့ဒီလိုနဲ့သူကတယောက်တည်းအဖေဖန်ခံထားရတဲ့လောင်းကစားယုံကိုရောက်လာခဲ့ပါတယ်။သူ့ကိုမြင်တော့အဖေကအပြေးလွှားလာပြီးညီမလေးကိုခေါ်ပြီးထွက်သွားဖို့ပြောပါတယ်။ကြောက်မြက်လောင်းကစားဆိုတာသူနဲ့မတန်ဘူးလို့ပြောပေမဲ့မိန်းကလေးကတော့ပြက်ပြက်သားသားပဲအကျွေးတွေဆက်ပေးဖို့ကြောက်ဝိုင်းမှာလောင်းကစားပေးမယ်လို့ပြောပါတယ်ဘီနာကလောင်းကစားယုံပိုင်ရှင်ကမိန်းကလေးကငင်းငင်းရွရွနဲ့အဖေကိုစားလောင်းကစားမယ်ဆိုတော့စိတ်ဝင်စားသွားပြီးသဘောတူလိုက်ပါတယ်ဒါပေမဲ့သူကလောင်းကြီးထပ်တိုးဖို့ပြောလာပြီးမိန်းကလေးကတော့ပိုင်ရှင်ရဲ့တောင်းဆိုချက်ကိုချက်ချင်းပဲလက်ခံလိုက်ပါတယ်အဲ့ဒီလိုနဲ့လောင်းပွဲစပါပြီပိုင်ရှင်ကစပွဲပေါ်မှာကြောက်ရိုင်းတုံ9တုံတင်လိုက်ပြီးအဲ့ဒီတဲကမှတဒုံးမှာပဲကြောက်စိမ့်ပါတာပါအဲ့ဒီကြောက်စိမ့်ပါတဲ့တဒုံးကိုသာမိန်းကလေးကရွေးနိုင်ရင်တော့အဖေရဲ့တိမ်တောင်အကျွေးကိုလျော်ပေးမှာပါဒါကိုမြင်တော့အဖေကအလေကတဒုံးကိုရွေးဖို့ပြောပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီကြောက်ကအရေးသွေးကောင်းပြီးကြောက်စိမ့်ထွက်မယ်လို့ယူဆရလို့ပါဒီကကြည့်နေတဲ့သူတွေကတော့ဘေးဘက်ဒါမှမဟုတ်ညာဘက်ကနှစ်တုံးကပုတ်ဖြစ်နိုင်တယ်လို့ထင်ကြပါတယ်ဒါပေမဲ့မိန်းကလေးကသူတို့အကြံပေးတာကိုမကြားချင်အောင်ဆောင်ပြီးအစိုးဆုံးလို့ထင်ရတဲ့ကြောက်တုံးတတုံးကိုယူလိုက်ပါတယ်ဘေးကသူတွေကတော့မိန်းကလေးကကြောက်လုံးလို့ယူသွားပြီထင်တယ်ဒါကြောင့်ဒီလိုအမိုက်တုံးလေးကိုယူလာလို့ထင်နေကြပါတယ်ပိုင်ရှင်ကလည်းမိန်းကလေးကိုဒီကြောက်တုံးတွေကိုကျွမ်းကျင်သူနဲ့ကြိတ်ခိုင်းထားပြီးသားကြောက်စိမ့်ပါတဲ့တတုံးရှိပေမဲ့အဲ့ဒါမိန်းကလေးကျွေးတဲ့ကြောက်တုံးတော့မဟုတ်ဘူးအဲ့ဒါကအလကားကြောက်တုံးပဲလို့ပြောပါတယ်ဒါပေမဲ့မိန်းကလေးကတော့သူရွေးတဲ့ကြောက်တုံးကအနည်းဆုံး3,500တန်တဲ့ကြောက်စိမ့်ထွက်လာစေရမယ်လို့ရေးရေးကြီးအာမခံပါတယ်မိန်းကလေးကအလောက်အပြောကြီးနေတာလေပိုင်ရှင်ကလည်းကြောက်တုံးကိုခွဲဖို့ချက်ချင်းစီစဉ်လိုက်ပါတယ်တကယ်လေမိန်းကလေးရဲ့ကြောက်တုံးကနေအကောင်းစားဖန်သားကြောက်စိမ့်ထွက်လာပါတယ်ဒါကိုတွေးတော့အားလုံးပဲမင်းတက်သွားကြပါတယ်တာမန်ကြောက်တုံးလေးကနေအကောင်းစားကြောက်စိမ့်ထွက်လာမယ်လို့ဘယ်သူမှမထင်ထားပါဘူးမိန်းကလေးကတော့သူကံကောင်းသွားတာပါလို့ပြောပြီးအဖေနဲ့ညီမလေးကိုခေါ်ပြီးပြန်ဖို့ပြင်ပါတယ်အဲ့ဒီအချိန်မှာပဲမကြည်နိုင်တဲ့ပိုင်ရှင်ကမိန်းကလေးကိုလှမ်းတားလိုက်ပါတယ်သူကအရင်ပြောထားတဲ့စီကံတွေကိုဖျက်ပြီးဒီကြောက်စိမ့်ကအများဆုံးမှ3,500ပဲတန်တာအဖေဖြစ်သူကအကျွေးတင်နေတာက3,000ဖြစ်တဲ့အတွက်ကျန်တဲ့9,000ကိုလည်းဆက်ရမယ်လို့ပြောပါတယ်ဒါကိုကြတော့အဖေကကျန်တဲ့9,000ကိုအလုပ်ကြိုးစားပြီးဖြည်းဖြည်းချင်းဆက်ပါမယ်လို့ပြောပေမဲ့မိန်းကလေးကတော့အဖေကိုတားလိုက်ပါတယ်ပိုင်ရှင်ကလည်းမိန်းကလေးဒီလိုပြောလာမှကိုစောင့်နေတာပါဘာလို့လဲဆိုတော့မိန်းကလေးကဒုတိယအကြိမ်ကံကောင်းမှမဟုတ်ဘူးလို့သူကတွေးထားလို့ပါဒါကြောင့်နောက်ထပ်ကြောက်တုံးတစ်ထုံထပ်ရွေးခိုင်းပါတယ်ဒါပေမဲ့မိန်းကလေးကအပေါ်စားရွေးပြီးအမျက်မရအောင်လို့ဒီတစ်ခါဘဲကြောက်တုံးပဲရွေးဆဲစားစေးတောင်းမယ်လို့ဆိုပါတယ်ပိုင်ရှင်ကသူ့ကိုအကွက်စင်နေမှမိန်းကလေးတီးလိုက်ပါတယ်ဒါကြောင့်သူကလည်းအကွက်ပြန်စင်ပြီးအတုံးမကြဆုံးကြောက်တုံးကိုရွေးလိုက်ပါတယ်ဒါကိုမြင်တော့ပိုင်ရှင်ကမိန်းကလေးဒီအမိုက်တုံးကိုရွေးမိအောင်လို့ဒီကြောက်တုံးကမူလက390တန်ပြီးမယ်မိန်းကလေးကြိုက်နေတာကြောင့်90နဲ့ပဲရောင်းပေးလိုက်မယ်လို့ပြောလိုက်ပါတယ်ကဲစားလိုက်ကြစို့ဒါဆိုရင်မျက်လုံးကိုတိကျဖွင့်ပြီးကြည့်ထားလိုက်ပါဒါကဘာလဲဆိုတာကို那就睁大你的眼睛，好好看看，这是什么？